အားလုံးပဲမင်္ဂလာပါရှေ့ရဲ့ podcast episode 3ကနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့ရှေ့ပြောမယ့် podcast ရဲ့ခေါင်းစဉ်လေးကတော့ယုံကြည်ခြင်းဖြစ်ပါတယ်ယုံကြည်ခြင်းဆိုတာအရာအလုံးအဆင်ပြေနေတဲ့အချိန်မှာလိုအပ်တဲ့အရာမဟုတ်ပါဘူးဘဝမှာမတိချတဲ့အချိန်မမြင်ရသေးတဲ့လမ်းမမြင်ရသေးတဲ့အနာဂတ်ကိုရှေ့ဆက်ရှောက်ရတဲ့စိတ်ကိုယုံကြည်ခြင်းလို့ခေါ်ပါတယ်။တစ်ခါတလေလူတွေဟာကိုယ်မယုံကြည်ရောကိုယ့်ရဲ့အိမ်မက်ကိုယ့်ရဲ့ဖြစ်ခြင်းစိတ်တွေကိုတည်ငြိမ်အောင်လုပ်တတ်တယ်။ကိုယ့်ရဲ့ကြိုးစားမှုတွေကိုအတိမတ်မပြုဘူး။ကိုယ့်ရဲ့ကြိုးစားမှုတွေကိုမမြင်ဘူး။အဲ့လိုအချိန်မှာကိုမယုံကြည်ရောလို့ခံစားရတတ်ပါတယ်။ရှေ့လေလူသားတယောက်ဖြစ်တဲ့အတွက်ဒီလိုမျိုးနေ့ရက်တွေကိုအများကြီးဖြတ်ကျော်ခဲ့ပူပါတယ်။အားလုံးနေလေတော့မတိချဘူး။ကိုရှောင်းနေတဲ့လမ်းကြောင်းကမှန်လားမမှန်ဘူးလားဆိုတာလည်းမသိဘူး။ဒါပေမဲ့ရှေ့ကတော့အမြဲတမ်းရဲမနေခဲ့ပါဘူး။နောက်ကျရင်နားလေလာမယ်ဆိုတဲ့စိတ်နဲ့တိချမှုမရှိတဲ့ယုံကြည်ခြင်းတစ်ခုတည်းနဲ့ပဲရှေ့ရဲ့အိမ်မက်တွေအတွက်တိတ်တိတ်လေးဆက်ရှောင်နေခဲ့ပါတယ်။ဒါပေမဲ့ယုံကြည်ခြင်းဆိုတာကသစ္စာမဖောက်ပါဘူး။အောင်မြင်မှုဆိုတာကိုလည်းမဆောင်ဘူး။လူအများလက်ခံမှုလည်းမလိုအပ်ပါဘူး။ကိုလက်မလျှော့တဲ့၍ကိုပြောနိုင်ုံနဲ့ပဲလုံလောက်ပါတယ်။ရှေ့အတွက်တော့တစ်ခါတလေယုံကြည်ခြင်းကလည်းအရန်ကြီးမားတဲ့စိတ်ခွန်အားတစ်ခုလို့ပြောလို့ရပါတယ်။ငါလည်းလုံးဝမနေဘူး။အရန်ကိုတတိဖြစ်စေတဲ့ရေရေဝဝဖြစ်စေတဲ့အရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့အားလုံးလည်းဒီနေ့မှာကိုယ်အတွက်ဘာမှမတိချဘူးလို့ခံစားရတယ်ဆိုလို့ရှိရင်ကိုတစ်ခေါက်လောက်ယုံကြည်ကြည့်ပါသက်ရှောက်ရမယ့်နေ့ရက်တွေအတွက်ယုံကြည်ခြင်းအဓိကပဲလို့ရှေ့ရတော့မြင်ပါတယ်ဒါဆိုရင်ဒီနေ့လေရှေ့ရဲ့စကားလေးတွေရှေ့ရဲ့အတွေးမြင်တွေကိုနားထောင်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်တစ်ခါလေးပြန်တွေ့မယ်နော် bye bye